ဂျပန်နိုင်ငံရဲ့ဖူဂျီတောင်ကြီးမှာတည်ရှိနေတဲ့အာအိုဂီဂါရတောဟာကြီးလိုက်ရင်တော့တာယာလှပနေတယ်လို့ပါပဲဒါပေမဲ့ဒီတောအထဲကိုဝင်သွားပြီးတဲ့နောက်မှာလူတော်တော်များများဘယ်တော့မှပြန်ထွက်မလာတော့ပါဘူးဒီနေရာကိုတက်တိတောလို့လူသိများပါတယ်တောရဲ့မြေအောက်မှာတန်တော့တွေကျော်ဝါလုံးတာကြောင့်တန်လိုက်အမြောင်တွေဟာယူမှုလည်နေတတ်ပြီးဖုံးလိုင်းတွေလည်းပြတ်တောက်သွားတတ်ပါတယ်ဒီတော့အထဲမှာလမ်းပြောက်သွားပြီဆိုရင်တော့မင်းကိုကူညီမဲ့သူလုံးဝရှိမှာမဟုတ်ပါဘူး။ခြေရွာယုံကြည်ချက်တွေအရဒီတော့အထဲမှာယူရီလို့ခေါ်တဲ့ဝိညာဉ်စိုးတွေအခြေချနေထိုင်ကြတယ်လို့ဆိုကြပါတယ်။တစ်ပင်တွေကြားထဲမှာစွန့်ပစ်ထားတဲ့ဖက်နှက်တွေအဝတ်စားတွေနဲ့ကြံရစ်ခဲ့တဲ့စာတူလေးတွေဟာဒီနေရာရဲ့ခြေခွဲစရာသမိုင်းကြောင်းတက်တည်ပြနေပါတယ်။တော့အထဲမှာလမ်းညွှန်ကျိုးလေးတွေတန်းထားတာကိုတွေ့ရင်အဲ့ဒါဟာအပြင်ကိုပြန်ထွက်ချင်တဲ့သူတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ပါပဲ။တင်ရောဒီမှောင်မဲနေတဲ့တောအုပ်ထဲမှာတညလောက်အေးရဲပါမလား။